ဂျမ်းမိသားစုဟာအကျွေးနုနဲ့နစ်ပြီးကုမ္ပဏီတစ်ခုလုံးပြိုလဲလူနီးပါးဖြစ်နေပါတယ်။ယင်းနီမြုပ်နှံသူတွေကလည်းအကုန်နှုတ်ထွက်သွားကြပြီဖြစ်လို့သူတို့အတွက်တစ်ခုတည်းသောမျှော်လင့်ချက်ကတော့အင်အားကြီးမားလှတဲ့လူ group ရဲ့ CEO Kevin နဲ့သမီးဖြစ်သူအန်နာတို့လက်ထပ်ထိမ်းများဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အန်နာကသူမရဲ့လွတ်လပ်ခွင့်ကိုလိုချင်တာကြောင့်လက်မထပ်ခင်ညမှာပဲစာတစ်စောင်ထားခဲ့ပြီးထွက်ပြေးသွားခဲ့ပါတယ်။ဒါကြောင့်မိဘတွေကအသက်9နှစ်အရွယ်ကလေးကကြီးလက်ကိုပစ်ထားခဲ့တဲ့အန်နာရဲ့အမြွာညီမအီမီကိုပြန်ခေါ်ခဲ့ရပါတော့တယ်။အန်နာနေရာမှာ3နှစ်ကြာအစားထိုးဟန်ဆောင်ပြီးဖို့အတွက်ဒေါ်လာ30မီလီယံနဲ့အီမီကိုငှားရမ်းခဲ့ပါတယ်။အီမီဟာငွေကြီးထက်သူမရဲ့လွတ်လပ်ခွင့်အတွက်ဒီအပေးအယူကိုလက်ခံခဲ့ပါတယ်။အီမီဟာသူမရဲ့နေရာကိုသူမသိပါတယ်။ဇနီးတဲ့တယောက်ထက်အငှားစာချုပ်တစ်ခုလိုပဲနေထိုင်ခဲ့ပါတယ်Kevin ဟာအစာပိုင်းမှာသူ့ရဲ့အရှုပ်တော်ပုံတွေနဲ့ပဲအချိန်ကုန်နေခဲ့ပြီးအီမီကိုလစ်လျူရှုထားခဲ့ပါတယ်။ဒါပေမဲ့အီမီကတော့သူမရဲ့တာဝန်ကိုအကောင်းဆုံးကြည်ပွန်အောင်ထမ်းဆောင်ခဲ့ပါတယ်။မနက်4နာရီထားပြီးနနက်စာပြင်ဆင်ပြီးတာညစာအမြဲဆောင်ကြွေးတာနဲ့ခြေထောက်စီးပြီးတာတွေအထိအပြစ်မရှိအောင်လှုပ်ဆောင်ပြီးခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှ Kevin ရဲ့စိတ်နေစိတ်ထားတွေပြောင်းလဲလာပါတယ်။သူဟာအီမီအပေါ်ပုံမဂရုစိုက်လာပြီးသူမရဲ့မွေးနေ့ကိုမှတ်မိလာတယ်လို့အရင်ကအရှုပ်တော်ပုံတွေကိုလေအဆုံးသတ်လိုက်ပါတယ်။အီမီအတွက်လေဒီအခြေအနေတွေဟာအငှားစာချုပ်တစ်ခုထပ်ပို